အာရခဘင်္ဂလားနယ်စပ်ကိုအာရခတပ်တော်ကတိုက်ခိုက်သိမ်းပိုက်ထားပေမဲ့လည်းအာရခတပ်တော်အပြည့်အဝမထိန်းချုပ်နိုင်သေးတာမို့နယ်စပ်ဖြစ်ကျော်အကြမ်းဖက်မှုတွေမကြာခဏဖြစ်နေကြတယ်လို့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကဆိုကြပါတယ်အဲ့ဒီအာရခဘင်္ဂလားနယ်စပ်မှာရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေနယ်စပ်ဖြစ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဟာအာရခတပ်တော်ကအာရခဘင်္ဂလားနယ်စပ်ကိုအပြည့်အဝမထိန်းချုပ်နိုင်သေးတာကိုသက်သေပြနေတာလို့ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေကဆိုကြပါတယ်ပြည်သူ့လက်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်သူဦးလှထွန်းကျော်က Border News Agency ကိုအခုလိုပြောပါတယ်။ဒါလည်းဆိုပြီးလက်တလောခိုင်းနေပြီမောင်တော်ပုတိတောင်တေးတောင်နေဆက်တဆိုတော့တောင်တိမှာကအဲဆိုဘင်္ဂလီအကန့်ဖတ်မတိကတရထတရရောကအားတချူဆောင်ပြီးနေလန်မျိုးစုံနဲ့နောက်ဆက်ဖျားစီဆိုတဲ့တကင်းတဲ့တကင်းတောင်းလာဆိုလက်တလောဒေတာတမခံစားနေရတဲ့ပြည်သူတွေနေကတော့ငါတို့အလုပ်ကိုငါတို့လည်းနိုင်တဲ့လောက်ပါဝင်ပြီးပူပေါင်းဆောင်ရဲဆိုအမှန်တော့နောက်ပိုင်းရလာလိမ့်မယ်လို့တော့မျိုးလောင်းရဲအာရခအဆုံးဖြတ်ဆက်ပွဲမှာအာရခတပ်တော်ဟာအာရခဘင်္ဂလားနယ်စပ်မောင်တော်မြို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ10ရက်နေ့ကပြီးသက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအကြမ်းဖက်တိုက်ခိုက်မှုတွေမကြာခဏဖြစ်နေတယ်လို့မောင်တော်ဒေသခံတွေကဆိုကြပါတယ်။အဲဒီအာရခဘင်္ဂလားနယ်စပ်မောင်တော်မြို့နယ်မြဝတီကျေးရွာကနေအောက်ကန်တူးကျေးရွာကိုတော့တဲ့အရက်သားလေးဦးကိုတောင်ကျော်လမ်းမှာမက်လ29ရက်မနေ့9နာရီအချိန်ခန့်ကအာဆာအဖွဲ့ကအကြမ်းဖက်ဖမ်းဆီးတပ်ဖြတ်ကမယူတောင်ဗရကားတောင်ကျော်လမ်းမှာအလောင်းတွေကိုစွန့်ပစ်ထားခဲ့တယ်လို့မောင်တော်ဒေသခံတွေကဆိုကြပါတယ်။အဲဒီအပြင်အာရခဘင်္ဂလားနယ်စပ်တောင်ပြူကျင်းချောင်းကားလမ်းမပေါ်မှာမက်လ29ရက်နေ့ကစိုက်ကယ်နဲ့တွာလာနေတဲ့အာရခတပ်တော် AA တပ်ဖွဲ့ဝင်2ဦးကိုရိုဟင်ဂျာအမည်ခံအကြမ်းဖက်သမားတွေခြုံခိုတိုက်ခိုက်လို့ကြာဆုံးသွားခဲ့ကြပါတယ်။အာရခဘင်္ဂလားနယ်စပ်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာခြုံခိုတိုက်ခိုက်တာတွေကိုမကြာခဏပြုလုပ်နေကြပြီးအယက်သားပြည်သူအပါအဝင်အာရခတပ်တော် AA တပ်ဖွဲ့ဝင်တွေလည်းကြာဆုံးနေကြပါတယ်။အဲဒါကြောင့်ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုအာရခတပ်တော်ကအမျက်တက်ချင်းလင်းရမှာဖြစ်တယ်လို့ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်တွေဟာရိုဟင်ဂျာပြည်သူတွေကိုကိုယ်စားမပြုကြဘူးလို့လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကဆိုကြပါတယ်။ရီဦးတော်လန်ရေးဘာသာပေါင်းစုံကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင်တဦးဖြစ်သူဦးမောင်မောင်ကြီးက Border News Agency ကိုအခုလိုပြောပါတယ်ကျွန်တော်ကတော့ဒီ ARSA တို့ဒီ RSO တို့ ARA တို့ဒီလိုလက်နက်ကိုင်အဖွဲ့အစည်းကရိုဟင်ဂျာကိုကိုစားမပြုဘူးဗျသူတို့ကဒီအဓိကလက်ရှိကအချိန်ထိက main online ကိုပဲသူတို့ကဘောမနေတဲ့အဖွဲ့အစည်းတွေသူတို့နဲ့ရိုဟင်ဂျာနဲ့ပြည်သူတွေကိုခွဲခြားပြီးမြင်တတ်ဖို့လိုပါတယ်ဒီလက်နက်ကိုင်အုပ်စုတွေကသူတို့အကျိုးမြတ်အတွက်သူတို့အကျိုးစီးပွားအတွက်သူတို့အခွင့်အရေးအတွက်လှုပ်ရှားနေတာပါဆိုတော့ဒီလက်နက်ကင်ဒီလိုမျိုးအဖွဲ့အစည်းလည်းကျွန်တော်တို့ရခိုင်ပြည်ပေါ်မှာမချိသင့်ဘူးလို့ကျွန်တော်အနေနဲ့ယူဆတယ်ပြီးတော့အဲ့ဒီအဖွဲ့အစည်းတွေကိုအပြတ်ချေမှုန်းမှုတာဝန်ကလည်းဒီကျွန်တော်တို့ ULA မှာတာဝန်ရှိပါတယ်အာရခဘင်္ဂလားနယ်စပ်ကိုအာရခတပ်တော်ကလုံခြုံရေးအပြည့်အဝမဆောင်ရွက်နိုင်သေးဘူးလို့ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကိုလည်းအပိသက်မရှင်းလင်းနိုင်သေးတာမို့အယက်သားပြည်သူတွေဘေးကင်းလုံခြုံမှုကင်းမဲ့ပြီးစိုးရိမ်ကြောက်လန့်နေကြရတယ်လို့မောင်တော်ဒေသခံတွေကဆိုကြပါတယ်။အဲဒီရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ25ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှာဒုက္ခသည်တသိန်းနီးပါးကိုစေယုံဟောပြောပြီးအကြမ်းဖက်မှုတွေကျူးလွန်ကြဖို့ပူးပေါင်းလိုက်ကြတယ်လို့ဒုက္ခသည်တွေကဆိုကြပါတယ်။အဲဒီအထက်မှာတချို့အဖွဲ့တွေဟာအာရခဘင်္ဂလားနယ်စပ်မှာအကြမ်းဖက်မှုတွေကျူးလွန်ကြဖို့တာဝန်ယူထားကြသလိုကျန်တဲ့အဖွဲ့တွေဟာနစ်မြက်တစ်လျှောက်လုံးအပြင်အလဲတန်ကျော်မှအငူမော်အထိတာဝန်ယူထားကြတယ်လို့ရိုဟင်ဂျာအသိုင်းဝိုင်းကဆိုကြပါတယ်။အဲ့ဒီအကြမ်းဖက်သမားတွေဟာငါးဖမ်းလေတွေနဲ့ငါးဖမ်းသမားတွေလိုနစ်မြက်အတွင်းတောလာလှုပ်ရှားနေကြပြီးညဘက်တွေအပါအဝင်အခွင့်အရေးရချိန်တွေမှာ
မယူတောင်တန်းတို့ဝင်ရောက်ခြေကုပ်လှုပ်ရှားဖို့ကြိုးစားနေကြတယ်လို့ရိုဟင်ဂျာအတိုင်းဝိုင်းကဆိုကြပါတယ်အဲ့ဒီမောင်တော်မြို့နယ်ချင်းချောင်းကျွော်မှာတောင်ပြိုလက်ဝဲမြို့သို့ဈေးဝယ်ဖို့တော့တဲ့ကားတစ်စီးကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ24ရက်နေ့ကရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အဖွဲ့ကအကြမ်းဖက်တိုက်ခိုက်လို့အမျိုးသမီးတို့တေဆုံးပြီးအများအပြားဒဏ်ရာရခဲ့ကြတယ်လို့မောင်တော်ဒေသခံတွေကဆိုကြပါတယ်။အဲဒီရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့ဘေးရန်ကြောင့်မောင်တော်မြို့နယ်မှာလူနည်းစုတွေဟာခရီးတော်လာရေးအလုံးလုတ်ကင်ဖို့အရေးတောင်စိုးရင်ကြောက်လန့်နေကြရတယ်လို့မျိုးလူမျိုးတွေကဆိုကြပါတယ်။မောင်တော်မြို့နယ်မှာမြို့တအုပ်က Border News Agency ကိုအခုလိုပြောပါတယ်။အခက်အခဲကရပုံမြာတောင်းရအောင်ခွေးနေမလို့မလားနေကောင်းနေလေစားကောင်းနေလေအစားမလဲဟိပလို့အဲ့ဒီမောင်တော်မြို့နယ်ကမ်းကြီးကျွာမှမျိုးလူမျိုးလေးဦးဟာရွာအနည်းချောင်းမှာငါးသွားချကြတဲ့အချိန်ပြီးခဲ့တဲ့နှစ်စတင်ဘာလ30ရက်နေ့ကတည်းကပျောက်ဆုံးနေကြတာအခုထိရှာမတွေ့သေးဘူးလို့မောင်တော်မြို့နယ်မှမျိုးလူမျိုးတွေကဆိုကြပါတယ်။အဲ့ဒီအပြင်ဘူးတီတောင်မြို့နယ်စင်စွေရကျေးရွာအတွင်းသို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ9ရက်နေ့ကရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဝင်ရောက်မင်းချိုးတိုက်ခိုက်ခဲ့သလိုအသက်16နှစ်အရွယ်အမျိုးသမီးတဦးကိုတပ်ဖြတ်ခဲ့ပြီးအမျိုးသား9ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ဘူးတီတောင်ဒေသခံတွေကဆိုကြပါတယ်။အရက်ကဘင်းကနေဆက်ဟာနေမြေကျေပြန့်သလိုတောတောင်ထူထပ်တာမို့အကြမ်းဖက်သမားတွေခိုအောင်နေထိုင်အကြမ်းဖက်မှုတွေကျူးလွန်နေကြနိုင်တယ်လို့မွတ်စလင်ကြီးရာတွေမှာအယက်သားပြည်သူတွေနဲ့ရောနှောနေထိုင်ကြတာတွေလည်းရှိနေကြတယ်လို့မွတ်စလင်ရွာသားတွေကဆိုကြပါတယ်။အဲဒီမောင်တော်ခရိုင်ကိုအရက်ကတက်တော်ကအပိသက်သိမ့်ပိုက်ထင်းချုပ်လိုက်ပြီးနောက်ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအင်အားအများအပြားနဲ့ပုံမလှုပ်ရှားအကြမ်းဖက်မှုတွေပုံမများပြားလာတာမို့အယက်သားပြည်သူတွေဘေးကင်းလုံခြုံမှုတွေနေပါလာတယ်လို့အရက်ခပြည်သူတွေကဆိုကြပါတယ်။အဲဒီမောင်တော်ခရိုင်မှာအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်အာဆာရိုဟင်ဂျာစေလုံးညေရေးအဖွဲ့ RSO အာရကန်ရိုဟင်ဂျာတပ်မတော် ARA စစ်တင်တန်းစင်မွတ်စလင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာအယက်သားပြည်သူတွေကိုအကြမ်းဖက်မှုတွေကျူးလွန်နေကြတယ်လို့အရက်ခပြည်သူတွေကဆိုကြပါတယ်။အဲဒီလိုအကြမ်းဖက်မှုတွေကျူးလွန်နေကြတာဟာအယက်သားပြည်သူတွေကိုပြစ်မဲ့ထားနေကြတယ်လို့နေမြေလူချင်းနေကြတာမို့အကြမ်းဖက်မှုတွေကျူးလွန်နေတာဖြစ်တယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းကသုံးသပ်ပြောဆိုကြပါတယ်။ဘူးတီတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအောင်တောင်းချွေက Border News Agency ကိုအခုလိုပြောပါတယ်။ကျွန်တော်တို့ဒီဘူးတီတောင်မောင်တော်ဒေသမှာဒီအာဆာ RSO မွတ်စလင်အကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေဟာစိုက်ကောင်စီနဲ့ပူးပေါင်းပြီးမှအာရခတက်တော်ကိုတော်လှန်ခဲ့တယ်ဆိုတော့အောင်မြင်မှုမရတဲ့ခါမှာစိုက်ကောင်စီပြိုလဲသွားပြီးတဲ့နောက်ပိုင်းမှာသူတို့ဟာဒီမွတ်စလင်အစွဲရောက်တဲ့အကုန်လုံးစုပေါင်းပြီးမှအခုဒီရခိုင်ဘက်ကိုထိုးဖောက်ပြီးဝင်လာမယ်ဆိုပြီးမှကြွေးကြော်လျက်ရှိတယ်တချို့လေဂျူကြီးဂျူကြားဒီလိုဝင်လာပြီးမှဒီဒေသခံလူထုတွေဟိုအနှောင့်အယှက်ပေးတာတို့နေဆက်တွေမှာအဲ့လိုမျိုးဟိုမွေးရေးစေဝါလောက်တာတို့အဲ့လိုမျိုးတွေလုပ်နေတာတို့ရှိတယ်ခင်ဗျအဲ့ဒီမောင်တော်ခရိုင်မှာရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်အကြမ်းဖက်သမားအင်အားထောင်နဲ့ရှိနေကြသလိုအကြမ်းဖက်မှုတွေကိုလည်းနေ့စဉ်ရက်ဆက်ကျူးလွန်နေကြတာမို့အယက်သားပြည်သူတွေလည်းမိမိအသက်အန္တရာယ်မိမိရရကိုကာကွယ်ဖို့ပြည်သူ့ဆက်တင်နှန်းတွေမဖြစ်မနေတက်ထားရတော့မယ်လို့မောင်တော်ဒေသခံတွေကဆိုကြပါတယ်မြန်မာပြည်သူလူထုရဲ့ဆက်အာဏာရှင်တော်လှန်ရေးအမြင့်ဖြစ်နေချိန်မှာရိုဟင်ဂျာအမည်ခံတွေဟာဆက်အာဏာရှင်တွေနဲ့ပူးပေါင်းလှုပ်ဆောင်နေကြလို့အာဏာသိမ်းစစ်တပ်ကိုအမြင့်ဖြတ်အနိုင်ယူထားတဲ့အာရခတ်တပ်တော်ရဲ့အမြင့်ဖြတ်ချေမှုန်းတာကိုလည်းခံရလိမ့်မယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းကသုံးသပ်ပြောဆိုကြပါတယ်။အာရခအဆုံးဖြတ်ဆက်ပွဲမှာအာရခတပ်တော်ဟာပလက်ဝဒေသအပါအဝင်မောင်တော်ဘူးတီတောင်ရသေတောင်ပုံနာကျွန်းကြောက်တော်မြောက်ဦးမင်းပြားမြေပုံပေါတော်ရန်ဘဲတန်တွဲတောင်ကုတ်အန်းခွားမြို့နယ်တွေကိုအပိသက်သိမ့်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။အာရခတ်တပ်တော်ထိုးစစ်ဆင်သိမ့်ပိုက်ရမယ်စစ်တွေကြောက်ဖြူမန်အောင်၃မြို့နယ်သာကျန်နေပြီးအဲ့ဒီမြို့နယ်တွေမှာလည်းစစ်ရေးတင်းမာမှုတွေဖြစ်နေတယ်လို့အာရခတ်ပြည်သူတွေကဆိုကြပါတယ်။အာရခတ်တပ်တော်ထိန်းချုပ်နေမြေတွေမှာအာရခတ်ပြည်သူတော်လှန်ရေးအစိုးရအဖြစ်
အုပ်ချုပ်ရေးရန်တရားတွေဖော်ဆောင်နေပြီးပြန်လည်တိစောက်ရေးတွေဆောင်ရွက်နေချိန်မှာရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်တွေဟာအကြမ်းဖက်မှုတွေကျူးလွန်ဖြစ်စီနှောက်ယှက်နေကြတာလို့အာရက္ခပြည်သူတွေကဆိုကြပါတယ်။ရိုဟင်ဂျာအမြင့်ခံလက်နက်ကိုင်တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းတွေကိုအဓိကအခြေပြုလှုပ်ရှားနေကြပြီးအာရက္ခဘင်္ဂလားနယ်စပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ချက်မှာအင်အားထောင်နဲ့ချီနေကမောင်တော်ဘူးတီတောင်ရသေးတောင်သုံးမြို့နယ်ကိုအကြမ်းဖက်တိုက်ခတ်မှုတွေကျူးလွန်ကြဖို့စစ်တင်နှန်းပြီးကြိုတင်ပြင်ဆင်ထားကြတယ်လို့ရိုဟင်ဂျာအတိုင်းဝိုင်းကအတည်ပြုပြောကြပါတယ်။မောင်တော်ဒေသကအကြမ်းဖက်သမားတွေကိုအကြမ်းဖက်ချင်းလေးတွေလှုပ်ဆောင်တော့မယ်လို့အာရက္ခတပ်တော် AA ထုတ်ပြန်ထားပေမဲ့အယက်သားပြည်သူတွေမတရားဖန်ဆီးတပ်ဖြတ်ခံနေရတာတွေပျောက်ဆုံးနေတာတွေမကြာခဏဖြစ်နေကြတယ်လို့အာရက္ခပြည်သူတွေကဆိုကြပါတယ်။